အားနဲ့နေပြီးတော့မနေ့ပိုင်းလာကြည့်တဲ့အချိန်မှာအချိန်ကတော်တော်ဆူဆူရွာရှိရဲဒါကတော်တော်ရခိုင်မှာအဆူရွာဆုံးနဲ့အဆူပြုံလိုက်လူတဲမှုကြီးတစ်ခုဖြစ်သွားပြီဗျလုံးဝလူလိုပြောဖို့တောင်မှစကလုံးမရှိဘူးလူအကျန်းဖက်တဲ့အထင်းမှာတခါဒီအကျန်းဖက်တာနဲ့ရုံညံ့တာနှစ်ခုပေါင်းသွားပြီလို့ကျွန်တော်တို့ပြောလို့ရတယ်တဘောကဘာဖြစ်လာလဲဆိုရင်သူတို့ကငကိုကလေးကစစ်ချုံနေတဲ့စစ်ကောင်စီကနံပါတ်1ပြည်သူလူထုကိုမနာလို့ဖြစ်တယ်နံပါတ်2သူတို့စစ်ချုံတဲ့အချိန်မှာဆိုရင်သူတို့ဒီတော်တော်လေးကိုလက်တုံ့ပြန်တဲ့ပုံစံမျိုးကပြည်သူတွေကိုဒီကပြင်မှတ်ထားလာတဲ့ပုံစံမျိုးဖြစ်တယ်တခြားတစ်ဖက်မှာဒီကာလ28ရက်နေ့ဆိုရင်သူတို့ရေကောက်ပွင့်လို့ပို့ဆိုပြီးတော့ကြော်ညာထားတဲ့အပိုင်းတွေရှိတယ်ဒီလောက်ကြားတွေကတော့မှဒီလိုပြည်သူလူထုကိုရရဆက်ဆက်တက်ဖြတ်ပြတဲ့အတွက်ဒီစစ်ကောင်စီနဲ့ပတ်သက်ပြီးတော့ကျွန်တော်ကတော့ပြောစရာစကားလုံးတော့မရှိတော့ဘူးဗျ